안녕하세요, 민글라바. 저는 디 ngala 바인 topic 담아리 address ပေါ့နော်အရေးကြီးဆုံးဖြစ်တဲ့ဒီ54စစ်ကီမှာနော်လုံးဝကိုဘာမှမသိဘူးဘာမှမရေးတတ်ဘူးဆိုရင်တောင်မှနော်ကျွန်မကအလွယ်ကူဆုံးနဲ့ဘယ်လိုရေးလို့ရမလဲဆိုပြီးတော့မှကျွန်မရှာပြီးတော့မှ note ကလေးတွေလုပ်ထားပေးထားခြင်းဖြစ်ပါတယ်ဒီဟာကကျွန်တော်မေးခွန်းကျွန်မအခုရှင်းပြပေးမှာကဒီမူအင်းကာကဲဂျန်တန်ဂျွမ်ဆိုတဲ့ဒီပုံစံလေးကိုကျွန်မကရေးပြပေးထားတာပေါ့နော်ဒါလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်တော့ဒီရောင်းသူမဲ့စတိုးဆိုင်လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသူအချက်3ချက်ကဘာတွေပြောထားလဲဆိုလို့ရှိရင်တော့နော်ဒီရောင်းသူမဲ့စတိုးဆိုင်လေးမှာဆိုရင်ပထမအားတချက်ဂျမ်ဂျွမ်ရှိမယ်ဒမ်ဂျွမ်ရှိမယ်နိုညော့ရှိမယ်နော်အားတချက်ရှိမယ်အားနေချက်ရှိမယ်ပြီးတော့ဒီဆက်လုံးဆောင်ရမယ့်ဟာပေါ့နော်ဒါလေးပေါ့နော်ဟဲပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ warning ဆိုတဲ့အကြောင်းအရာရှိမယ်မွန်းကျဲဆိုတဲ့ပြဿနာရှိမယ်ဟဲပြောဆိုတဲ့ဖြည့်ရှင်းရတဲ့ဟာဒါကိုကျွန်တော်တို့ဆက်ပြီးတော့မှကောင်းသွားအောင်ဘယ်လိုမျိုးဖြည့်ရှင်းကြမလဲဆိုတဲ့အနေထားပေါ့နော်အရန်ကြီးခေါင်းရှုပ်မယ်ဆိုတဲ့ဟာမျိုးမစင်စားထားနဲ့ပေါ့နော်ကျွန်တော်အလွယ်ကူဆုံးရှင်းပြပေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ပပပါလေးပဲကြည့်ပေးပါအဲ့တော့ဒီမှာအားတာချက်မှာဆိုလို့ရှိရင်တော့ကျွန်တော်မူအင်းကာကဲဆိုတဲ့အတွက်ကြောင့်မို့လို့လူမပါဘဲနဲ့ဒီဆက်နဲ့ပဲပေါ့နော်ရောင်းတဲ့စတိုးဆိုင်လေးပေါ့နော်အဲ့တော့အားတာချက်အားနေချက်နော်အဲ့တော့အားတာချက်ကိုအရင်ကြည့်မယ်ဒီအားတာချက်မှာကျွန်တော်တို့လူမပါတဲ့လူမပါဘူးအဲ့တော့ကိုကဒီဝယ်ယူရတာဘာညာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဖြောင်းလီဟာတာတဲ့အဆင်ပြေမှုရှိတယ်တဲ့နောက်တစ်ခုကဒီမှာဆိုလို့ရှိရင်ဒုတိယအချက်လေးမှာဆိုရင်ဒါယာဟန်စန်တက်ကူဟိုက်ဆူီတာတဲ့အဲ့တော့အမျိုးမျိုးတော့ကျွန်တော်တို့ရွေးချယ်တာမျိုးလုပ်နိုင်တယ်လို့ပြောချင်တာနော်နောက်တစ်ခုက시간을아낄수있다တဲ့언제든지 사용가능해နော်အဲ့တော့ကျွန်တော်တို့က24နာရီမှာကြိုက်တဲ့အချိန်ကိုပေါ့ကိုသွားဝယ်နိုင်ခွင့်ရှိတယ်သွားဝယ်လို့ရတယ်ဆိုတဲ့အနေအထားကိုသူကပြောချင်တာနောက်ပြီးတော့ဒါမျိုးပေါ့နော်ဒါပထမဂျမ်ဂျွန်အားတာချက်ကိုပြောထားတာအဲ့တော့အားနေချက်ကထားပါတော့ကျွန်တော်တို့ပထမပတ်တန်ရှင်းတုန်းကလည်းပြောခဲ့တယ်လို့ထားပါတော့ဒီလူမဟုတ်တဲ့အတွက်ကြောင့်မို့လို့ထားပါတော့ဒါကတော့ကိုရေးချင်တယ်လို့ရေးလို့ရတယ်ဒါမှမဟုတ်ဘူးဒီအချက်ကိုပါအောင်လည်းရေးရမယ်ပေါ့နော်စာပိုက်တစ်ခုကိုရေးရင်တော့သူပေးထားတဲ့အချက်ကိုတော့ပါအောင်ရေးရမယ်ဒါပါတော့ကိုကဒီမတမာမှုတွေဘာတွေမတမာနဲ့လူတွေဘာတွေရှိနိုင်တယ်တို့ဘာလို့ဆိုရင်ဒီထဲမှာမပါဘူးမပါတဲ့အတွက်ကြောင့်မို့လို့ရေးကြမလို့ပေါ့နော်အဲ့တော့အဲ့ဒါဥပမာအနေနဲ့ပြောပြရပါပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့မွန်းကျက်ကတဲ့ single စီတဲ့ဟဲကျော်ကီတဲ့ all of တာတဲ့ပြဿနာတွေတဲ့ဒီပေါ်ပေါက်လာတဲ့အခါမှာရှိလာတဲ့အခါမှာဆိုလို့ရှိရင်တော့ဖြည့်ရှင်းမှုကခက်ခဲတယ်လို့ပြောချင်တာနော်ပြဿနာတွေရှိတဲ့အခါမှာဆိုတော့လူမဟုတ်တဲ့အတွက်ကြောင့်မလို့ तू ကတော့ချပြီးတော့မှနော်ဖြည့်ရှင်းဖို့ဆိုတာ तू ကအဲ့ဒါတော့နည်းနည်းအဆင်မပြေမှုတော့ရှိနိုင်တာပေါ့အားနည်းချက်ရှိမှာပေါ့နော်နောက်တစ်ခုကိုကစောပူစုကားတဲ့နော်ဘူးချုပ်ခိုက်တာတဲ့အဲ့တော့ဒီ customer တွေအတွက်တဲ့စောပီစုဆိုတာစာပိတ်ကိုပြောနော်အဲ့တော့စာပိတ်customer တွေစာပိတ်ကလည်းဒီမလုံလောက်တာတွေပါရှိမယ်ပေါ့နော်ထားပါတော့ဥမာပြောရှင်းတာကပစ္စည်းကထားပါတော့ customer တွေကဝယ်သွားလိုက်တဲ့ခါမှာဖြည့်ရမယ့်ဟာမျိုးတို့ဆိုလို့ရှိရင်ချက်ချင်းသူမဖြည့်နိုင်မယ်နဲ့အဲ့လိုမျိုးရှိမှာပေါ့နော်အဲ့တော့စစ်ဆေးတဲ့သူကလာပြီးတော့မှကြည့်ပြီး checking လာလုပ်ပြီးဆိုမှပဲလိုတာကိုထပ်ဖြည့်သွားတာတို့တခုကုန်တာနဲ့တခုတန်းမဖြည့်နိုင်ဘူးပေါ့နော်အဲ့လိုမျိုး update မလုပ်နိုင်ဘူးဆိုတဲ့အနေအထားမျိုးပေါ့နော်နောက်တစ်ခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့နိုအင်းကွာတဲ့ဂျန်ငယ်အင်းငင်းနဲ့ဆိုင်ုံဟာကီတဲ့ order တာတဲ့နိုအင်းဆိုတာတက်ကြီးရွယ်အိုတွေကိုနိုအင်းလို့ခေါ်တာနော်နိုအင်းကွာတဲ့တက်ကြီးရွယ်အိုတွေနဲ့တဲ့ဂျန်ငယ်အင်းဆိုတာဒီမတန်ဆွမ်းတဲ့သူတွေကိုပြောတာဂျန်ငယ်အင်းငိုတဲ့ဒီမတန်ဆွမ်းတဲ့သူတွေဆိုင်ုံဟာကီ order တာနော်အသုံးပြုဖို့ကခက်ခဲတယ်နော်တက်ကြီးတဲ့သူတွေကဆက်ရမ်းနေရတွေဖြစ်တဲ့တကြောင်မလို့ထားပါတော့တချို့ဆိုရင် KB နဲ့ရှင်းရမှာတို့ဝေပေးနဲ့ရှင်းရမှာတို့ဆိုရင်ငါ KB မသုံးတတ်ဘူး KB တော့ရှိတယ်ဒါပေမဲ့ KB နဲ့ကငွေမရှင်းတတ်ဘူးလို့စကန်ဖတ်ပေးပါအောင်ဆိုရင်စကန်မဖတ်တတ်တာတို့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအချက်ဒါအားနေချက်ကလေးတွေပေါ့နော်နောက်တစ်ခုအဲ့ဒါတွေကိုဘယ်လိုဖြေရှင်းမလဲပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပထမတစ်ချက်ပထမတစ်ချက်မှာဆိုလို့ရှိရင်တော့စာယုံဟာဂီတဲ့ရွှီအန်နဲ့ဂီကဲတို့မန်ဒတာတဲ့အဲ့တော့ဒီစာယုံဟာဒါဆိုအသုံးပြုတဲ့လွယ်တဲ့အသုံးပြုဖို့အတွက်လွယ်တဲ့ပေါ့နော်အဲ့တော့ဒီဆက်တွေကိုပြုတ်လုပ်တယ်ဒါပါတော့ပို့ပြီးတော့မှထပ်ပြီးတော့တီထွင်တာတို့ပါတော့ပေါ့နော်အခုဒီဆက်နဲ့ဒါပါတော့ AI ကဒီလိုမျိုးထွက်နေတယ်ဒီဟစ်တက်ပိုကောင်းတဲ့ဟာမျိုးကိုထပ်ပြီးတော့တီထွင်နေဆိုတဲ့ပုံစံမျိုးပေါ့ဒုတိယချက်မှာဗာလဲဆိုလို့ရှိရင်တော့ no in နော် no in နဲ့ဂျန်ငယ် in နဲ့ဒါဆိုလို့ရှိရင်တော့ဗာလဲဆိုလို့ရှိရင်တော့ဒုနော်ဂျီဝငိုးတဲ့ကိုရုံးခံတာတဲ့အဲ့ဘာကိုပြောချင်တာလဲဆိုတော့နိုအင်းဆိုတဲ့တက်ကြီးရွယ်အော်ဒီနော်မတန်ဆွမ်းတဲ့သူတွေကိုကုညီဖို့အတွက်ဒီဝန်ထမ်းတွေကိုနော်ကိုရုံးဆိုတာခန့်အပ်တယ်ဆိုတဲ့အနေထားနော်
နော်ကိုယုံဟိုက်တာဆိုခန့်အပ်တီဝန်ထမ်းခန့်ထားတယ်ဝန်ထမ်းထားပေးထားတယ်ဆိုတဲ့အနေထားနော်ဝန်ထမ်းကိုထားပေးထားတယ်အဲ့တော့လူကြီးအသက်ကြီးရွယ်အိုတွေနဲ့မတန်ဆွမ်းနေသူတွေအတွက်ကူညီဖို့အတွက်ဝန်ထမ်းကိုထားပေးထားတာတို့နောက်တစ်ချက်နောက်ဆုံးတက်ချမှာကြတော့ဗာလဲဆိုလို့ရှင်တော့စာယုံယိုယုတဲ့နော်အဲ့တော့ဒီအသုံးပြုဖို့ဒီယိုယုဆိုတာပုံမှန်ဆိုလို့ရှိရင်တော့သူတီးတန့်ပြောမယ်ဆိုလို့ရှိရင်တော့ပညာရေးပေါ့နော်ဒါပေမဲ့ဒီမှာဆိုလို့ရှိရင်တော့အသုံးပြုမှုနီးလန်းနေပေါ့နော်အသုံးပြုမှုအတွက်နော်အဲ့တော့ဂီဂဲဆိုတာစက်မှာဆိုလို့ရှိရင်တော့စာယုံပေါ့ဒီအသုံးပြုတဲ့နီးတွေကိုယိုယုကဂျဲကုန်းဟိုက်တာတဲ့အဲ့ဒါဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်တို့ဒီစက်တွေကိုအသုံးပြုတဲ့နီးလန်းတွေကိုတင်စားပြီးတော့မှတင်စားပို့ချပေးထားတာတို့ဒါပါတော့ပြောချင်တာကဒီ practice လုပ်ပေးထားတာပေါ့နော်ဒီစက်ကိုဆိုရင်တော့ဘယ်လိုမျိုးအသုံးပြုရပါမယ်ဆိုပြီးတော့မှဒီညွန်ကြားမှုတွေเนาะဂျဲကုန်းဟာတာကိုတည်တံ့ပြန်မယ်ဆိုလို့ရှိရင်တော့ထောက်ပံ့ပေးတာပေါ့နော်ဒါပေမဲ့ဒီလိုမျိုး view နဲ့တွဲတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီ practice လုပ်ပေးထားတာတို့ဒီ training လုပ်ပေးထားတာတို့အဲ့လိုမျိုးပြန်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီစာပိုက်ကိုတော့ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်မအရင်ဆုံးပြောချင်တာဒီ54စစ်ကီကိုမစခင်เนาะပြောချင်တာကဘာမှအရန်ကြီးပေါ့နော်pressure မထားနဲ့အဲ့တော့54 CK ကလွယ်လွယ်လေးရေးလို့ရတယ်သူပေးထားတဲ့အချက်ကလေးတွေနဲ့ကျွန်တော်တို့ကျွန်မပေးထားတဲ့ဒီ pattern ပေါ့နော်pattern အဲ့ဒါလေးတွေကိုရောပြီးရေးလိုက်လို့ရှိရင်ဒီပုံစာကအလုံး900ဆိုတာအသာလေးရေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရင်းနှီးကိုစတင်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ခေါင်းစဉ်ကကျွန်တော်တို့ဒီမူအင်းကတဲ့ဂျန်တမ်ကျွန်းနဲ့ဒီရောင်းသူမဲ့စတိုးဆိုင်လေးပေါ့နော်အဲ့တော့အာတကျဲအားနေကျဲဆိုတဲ့ဟာလေးနော်အဲ့တော့ကျွန်တော်တို့ကဒီ pattern မှာဆိုလို့ရှိရင်တော့နော်အဲ့တော့ခေါင်းစဉ်တွေ့လိမ့်မယ်ခေါင်းစဉ်နဲ့နော်ဒီခေါင်းစဉ်ကိုဒီဟာမှာဆိုလိုခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကခေါင်းစဉ်ကဘာလဲဆိုတော့မူအင်းကတဲ့ဂျန်တမ်ကျွန်းနော်အဲ့တော့ခေါင်းစဉ်လေးကိုဒီရှေ့ရဟာလေးကိုပဲရေးလိုက်နော်အဲ့တော့မူအင်းဂါခဲမှာအတက်ပါလားမပါတဲ့အတွက်ကြောင့်မို့လို့ run ကိုသုံးတာနော်ဒီမှာဆိုလို့ရှိရင်မူရင်းဂါခဲနေရာမှာအတက်ပါတယ်ဆိုလို့ရှိရင်တော့ iran ကိုသုံးမယ်နော်အဲ့ဒါကတဲ့နော်ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်တော့စာရမ်ဆိုတာလူเนาะစာရမ်ရောဖြီเนาะလူမရှိဘဲလို့ပြောချင်တာเนาะလူမရှိဘဲနဲ့ဂီဂဲဆိုတာဂီဂဲတို့ဆက်နဲ့နော်ဂီဂဲရိုဆက်နဲ့လူမရှိဘဲနဲ့ဆက်နဲ့onion တွေနော်လို့ပြောထားတာနော် onion တွေဒါဆိုတာကျွန်တော်တို့လေပတ်တီဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နော် onion တွေတွန်းလေပတ်တယ်နော်အဲ့တော့ဂါခဲဆိုတာစတိုးဆိုင်နော်အဲ့တော့ဂါဂဲရူမာဟန်ဒါအဲ့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်နော်လူမရှိဘဲနဲ့ဆက်နဲ့လဲပတ်နေတဲ့စတိုးဆိုင်ကိုပြောတာဖြစ်ပါတယ်ဆိုပြီးတော့မှဒါကတကြောင်ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါစချင်းနီဒန် intro တကြောင်ပေါ့နော်နောက်တစ်ခုကချွဲကွန်းဆိုတဲ့ဟာလေးဒါကျွန်တော်တို့ပတ်တန်ထဲမှာပြောထားဖြစ်တဲ့တကြောင်မို့လို့ပတ်တန်လေးကိုတော့ပြန်ကြည့်ပေါ့နော်ချွဲကွန်းလက်တလုံးမှာဆိုလို့ရှိရင်တော့ဒီ trend ဖြစ်နေတဲ့အကြောင်းကိုပြောမယ်နော်လက်တလုံးမှာဆိုလို့ရှိရင်တော့ဒီဂီဆူရီဆိုတာနီးပညာကိုပြောတာနော်ဂီဆူရီနီးပညာရဲ့တဲ့ဘိုင်တိုင်းရိုအင်းနေနော်ဘိုင်တိုင်းဟာဒါတိုးလာတဲ့အကြောင်းတိုးလာတာအကြောင်းပေါ့နော်အဲ့တော့ီရောဟန်ဒီလိုမျိုးမူအင်းကြိုင်ကဒီရောင်းသူမဲစတိုးဆိုင်ကနော်ပါလစ်ကဲလင်းမြန်စွာနော်ဂျွန်းကဟိုင်ကိုအီတာအဲ့တော့တိုးလာတယ်ဆိုလို့ရှိရင်တော့ဂျွန်းကဟိုင်ကိုအီတာပေါ့နော်တိုးလာနေပါတယ်ဆိုပြီးတော့ဒါဆိုလို့ရှိရင်တော့ဒီအစိမ်းရောင်လေးတွေလုတ်ပေးထားတာကကျွန်တော်ပတ်တန်ကိုပြောပေးထားတာပေါ့နော်ပတ်တန်ဖြစ်ပါတယ်နောက်တစ်ခုသွားမယ်နော်ကိုရိုနာဒါပေမဲ့လေနော်ဒါပေမဲ့လေနော်သူတို့တိုးတော့လာတယ်ဒါပေမဲ့ဘာရှိမလဲဆိုတဲ့အဆက်ကြည့်မယ်နော်ကိုရိုနာဒါပေမဲ့လေအီရောဟန်ဒီလိုမျိုးနော်ပြောင်းဝါဟိုက်တာဆိုတာပြောင်းလဲတည်နော်ပြောင်းဝါရဲ့တို့ဒီလိုမျိုးပြောင်းလဲမှုတွေကလည်းပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဘူးလူကူဟိုက်တာဆိုတာဘာလဲဆိုတော့တော်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နော်ဒီလိုမျိုးပြောင်းလဲမှုရှိပေမဲ့လေအဲ့လိုမျိုးပြောချင်တာနော်ပြောင်းဝါရဲ့တို့ဘူးလူကူဟိုက်ကိုပြောင်းလဲမှုရှိပေမဲ့ဒီနေရာကြိုက်တဲ့သူအကြိုက်တယ်လည်းသုံးလို့ရတယ်နော်ဘာလို့လဲဆိုများသောအားဖြင့်ကဒီနည်းနည်းဂျွန်းတဲ့မှာအနေနဲ့သုံးတာတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကိုကောင်းတယ်ဒါပေမဲ့ကိုကတကယ်လက်တွေ့မှာကြလို့ရှိရင်ကိုအဆင်ပြေတာနဲ့ရေးလို့ရတယ်ပေါ့နော်အဲ့တော့
ဒီမှာဆိုလို့ရှိရင်တော့ရောတော့ကကြီးအမျိုးမျိုးသောမွန်းကျဲတို့ပြဿနာတွေကလည်းဘာစင်နာကိုဤတာနော်ရှိနေပါတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့တော့တားစောတဲ့နောက်တစ်ခုကကျွန်တော်တို့ဒါကြောင့်မို့လို့ပေါ့နော်ဤဂရက်ဆာနဲ့ဒီစာချောင်းမှာဆိုလို့ရှိရင်ဒီစာပိုက်မှာဆိုလို့ရှိရင်တော့မူရင်းဂိုင်ကဲဒီရောင်းသူမဲစတိုးဆိုင်ရဲ့ပေါ့နော်စတိုးဆိုင်ရဲ့ဂျန်တမ်ဂျွန်းဆိုတဲ့ဂျန်တမ်ဂျွန်းအဲ့တဲ့ဟဲအားတက်ချက်အားတင်းချက်တွေနဲ့ပတ်သက်ပြီးတော့နော်စာပြောဘိုးဘိုးသားဟန်တာနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့လေးလာကြည့်ပါမယ်ပေါ့နော်ဒီလိုမျိုးပြောထားတယ်အဲ့တော့ကျွန်တော်တို့ဒီနီတန်းမှာဘာမှမကတ်ဘူးကျွန်တော်တို့ဒီ run အီတန်းမှာဘာမှမကတ်ဘူးကျွန်တော်တို့ဒီ run အီတန်းเนาะဒီမှာဆိုလို့ရှိရင်တော့ဒီခေါင်းစဉ်ရဲ့နောက်မှာ run အီတန်းထက် run အီတန်းကိုဆိုလိုခြင်းဖြစ်ပါတယ်เนาะဒါကိုဆိုလိုခြင်းဖြစ်ပါတယ်ဆိုပြီးတော့ရေးအဲ့တော့ဒါဆိုတော့မူရင်းကကဲဖြစ်တဲ့ကြောင့်မလို့မူရင်းကကဲတီကျွန်တော်တို့ဒီเนาะလူမရှိဘဲနဲ့ဆက်နဲ့เนาะလဲပတ်နေတဲ့အရာကိုဆိုလိုခြင်းဖြစ်ပါတယ်ပေါ့เนาะအဲ့တော့လက်တလုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနီးပညာတွေရဲ့တိုးတက်လာတဲ့အကြောင်းမို့လို့အမျိုးမျိုးတော့เนาะဒီလိုမျိုးเนาะရောင်းသူမဲ့ store ဆိုင်တွေဆိုတာလင့်မြန်စွာเนาะတိုးတက်လာနေခြင်းဖြစ်ပါတယ်เนาะဒါမှဆိုလို့ရှိရင်တော့ဂျွန်ကာဟိုက်ကိုဤတာဆိုတာ track on လက်တလုံးကို currents ကိုပြောနေတာဖြစ်တဲ့ကြောင့်မို့လို့ဒီ grammar ကိုသုံးထားတာပေါ့เนาะဒါပေမဲ့လဲဆိုပြီးဆက်ပြောမင်းဒါပေမဲ့လဲဒီလိုမျိုးเนาะပြောင်းလဲလာတော့ပြောင်းလဲလာပေမဲ့လဲဆိုပြီးတော့သုံးမင်းဒါပေမဲ့လဲဒါကတော့ကိုကြိုက်တဲ့နေရာကိုကြိုက်တာလေးသုံးเนาะဒီနေရာမှာနော်ဒါပေမဲ့လည်းဒီလိုမျိုးပြောင်းလဲလာမှုရှိပေမဲ့လည်းနော်အမျိုးမျိုးသောပြဿနာတွေလည်းနော်ထွက်ပေါ်လာတာတွေလည်းရှိပါတယ်နော်အဲ့တော့သူ့မှာကောင်းတာရှိတယ်ဆိုတာလည်းရှိတာပေါ့နော်ထပ်ပြီးတော့မှဒီလိုမျိုးပြောတယ်နော်ဒါကြောင့်မို့လို့ပေါ့နော်တာရာဆောဆိုတာဒါကြောင့်မို့လို့ဒီစာပိုင်းမှာဆိုလို့ရှိရင်ဒီမူရင်းကာကဲဆိုတဲ့ဒီရောင်းသူမဲစတိုးဆိုင်လေးနဲ့ပတ်သက်ပြီးတော့မှเนาะစတိုးဆိုင်လေးရဲ့ပေါ့เนาะစတိုးဆိုင်လေးရဲ့အားတက်ချက်အားနဲ့ချက်တွေနဲ့ပတ်သက်ပြီးတော့မှเนาะလေးလာကြည့်ကြမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါလေးကညီတန်းပြီးသွားပြီနော်အဲ့တော့ပတ်တန်လေးရဲ့သူ့မှာဆိုလို့ရှိရင်ဘာမှကျွန်တော်တို့စဉ်းစားစရာအများကြီးမလိုဘူးခေါင်းစဉ်ပေးရဲဆိုဒီခေါင်းစဉ်လေးကိုနည်းနည်းလေးထွင်ပြီးတော့မှပေါ့နော်ပတ်တန်လေးထည့်ရေးလိုက်နော်ပတ်တန်ကများနေတာပေါ့နော်ပတ်တန်လေးထည့်ရေးလိုက်ဒါအလွတ်ကျက်ရမယ့်ပတ်တန်လေးပတ်တန်ကလည်းကျွန်မအယိုးရှင်းဆုံးပတ်တန်လေးတွေကိုလုပ်ပေးထားတာဖြစ်တဲ့တကြောင်မို့လို့အရန်မခက်ဘူးပေါ့နော်ဒီထက်လွယ်တာမရှိတော့ဘူးပေါ့နော်အရန်လွယ်ပါတယ်အဲ့တော့ကျွန်တော်တို့ညီတန်းပြီးတော့စာကိုသွားမယ်ပေါ့နော်စာကိုမှာကျွန်တော်တို့ပြောထားသလိုပဲဝန်းနီးရဲ့မွန်းကျဲရဲ့ဟဲ့ပြောရဲ့ဆိုပြီးတော့မှကျွန်တော်တို့ဒီရဲ့ structure လေးနဲ့သွားမှာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းသူပေးထားတဲ့ဟာလေးနဲ့သွားကြမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စာကိုလေးကြည့်လိုက်ကြမယ်စာကိုမှာဆိုလို့ရှိရင်เนาะအဲ့တော့ဒီကောင်းစဉ်ရဲ့အားတာချက်အားနဲ့ချက်တွေကိုเนาะအဲ့တော့လေးလာကြည့်မယ်ဆိုလို့ရှိရင်တော့အောက်ပါတိုင်းဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းကိုတကယ်လို့မရေးချင်လေရတယ်။ဘာမှဖြစ်ဖြစ်နဲ့ကျွန်တော်တို့ဒီပထမအချက်ကတော့ဘာဒုတိယအချက်ကတော့ဘယ်လိုမျိုးပါအားတက်ချက်ကဘာအားနဲ့ချက်ကဘာဆိုပြီးတော့မှရေးလိုက်လို့ရတယ်။ဒါကတော့ကိုကနော်ရေးစရာမရှိဘူးဆိုလို့ရှိရင်တော့ဒီအကြောင်းလေးရေးလိုက်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်တော့ကျွန်မပြောမယ်မူရင်းကာကဲဆိုတဲ့ခေါင်းစဉ်မူရင်းကာကဲရဲ့တဲ့ဒီရောင်းသူမဲ့စတိုးဆိုင်လေးရဲ့ပေါ့နော်။စတိုးဆိုင်လေးရဲ့နော်ဂျန်တန်ကျွန်းမှုတဲ့အားတက်ချက်အားနဲ့ချက်ကိုနော်စာဖြုတ်ပုံများနော်လေးလာကြည့်မယ်ဆိုလို့ရှိရင်တော့ဒေါင်းကွာဂိုင်းထားအောက်ပါအတိုင်းဖြစ်ပါတယ်ဆိုပြီးတော့နော်ဒါလေးကကျတော့ကိုကချက်ပြီးတော့မှဒီအရှိကြီးရေးစရာမရှိဘူးကိုကောင်းထဲမှာမထွက်ဘူးဆိုလို့ရှင်တော့ဒါလေးကိုထိုးလိုက်ရေးလိုက်ပေါ့နော်ရေးတန်ရှိတယ်အများကြီးဖြစ်နေတယ်ဆိုလို့ရှင်လည်းဒီဟာမရေးလဲရတယ်ပေါ့နော်အဲ့တော့ပထမအချက်နော်ဒီမှာဆိုလို့ရှင်တော့ချော့ကျဲပထမအချက်အနေနဲ့ကတော့အဲ့တော့ပထမအချက်အနေနဲ့ကတော့ဆိုပြီးတော့မှကျွန်တော်တို့ဗာပြောမလဲနော်သူ့တဲ့ဟာကိုသွားကြည့်ရမယ်နော်ဖြောင်းလီဟိုက်တာတဲ့အဆင်ပြေတယ်တဲ့နော်အဲ့တော့အားသာချက်ကအဆင်ပြေတယ်တဲ့ဒီမူရင်းခါကဲကြောင်းသူမဲ့စတိုးဆိုင်လေးကိုဝယ်ရတဲ့အခါမှာကျွန်တော်တို့အဆင်ပြေတယ်လို့ပြောချင်တာအဲ့တော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့မူရင်းခါကဲနဲ့ဒီရောင်းသူမဲ့စတိုးဆိုင်လေးမှာကတော့ပေါ့နော်မဲဦးဆိုတာအရန်နော်အရန်ဖြောင်းလီဟိုင်းသားနဲ့နော်အစင်ပြေတဲ့ပေါ့နော်ဂျန်ဂျနီအီတာဆိုတာကျွန်တော်တို့ဒီရောင်းသူမဲ့စတိုးဆိုင်လေးကိုနော်စတိုးဆိုင်လေးကအရန်ကိုအစင်ပြေတဲ့အားသာချက်ရှိပါတယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့မဲဦးဖြောင်းလီဟိုင်းသားနဲ့ဂျန်ဂျမီအီတာတဲ့နော်အရန်အစင်ပြေတဲ့ဘာလဲဆိုလို့ရှိရင်တော့အားသာချက်လေးရှိပါတယ်ဆိုပြီးတော့ဒါကဒီပထမအကြောင်းလေးကိုချရေးလိုက်တာရှေ့မှာဒီဖြောင်းလီဟိုင်းသားဆိုတဲ့ဟာလေးကိုပအောင်ထည့်ရေးမယ်ပေါ့နော်ဒီသူတွေကပအောင်ထည့်ရေးလိုက်သူပေးထားတဲ့အချက်ကိုနောက်တစ်ခုကရှေ့မှာချော့ကျဲပထမအချက်အနေနဲ့ဆိုပြီးတော့ရေးလိုက်ပေါ့နော်အဲ့တော့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဆိုပြီးတော့မှနောက်တစ်ကြောင်းမှာရေးလိုက်ပေါ့နော်နောက်တစ်ကြောင်းမှာ
ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ပထမတော့ကျွန်တော်တို့ဘယ်အချိန်ပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်နောက်တစ်ခါကျွန်တော်တို့ဘယ်အချိန်ပဲဖြစ်ဖြစ်ဝယ်ယူရတာအဆင်ပြေနိုင်တယ်ဆိုတဲ့အနာနော် on the တင်ကြီးဘယ်အချိန်မှာပဲဖြစ်ဖြစ် ion high c is so နော်အသုံးပြုနိုင်တာမို့လို့နော်ရှိကန်အချိန်တွေကို joy ရခိုင်စု is so နော်အဲ့တော့ချွေးတာနိုင်တယ်အချိန်ကိုချွေးတာနိုင်တယ်ပေါ့နော်ဒီမှာ तू ကကြောင့်ဗာပြောလဲဆိုလို့ရှိရင်တော့ရှိကန်အာကိစု is တာတဲ့နော်အဲ့တော့ on the တင်ကြီးစာယုံခါနန်းဆိုတဲ့ဟာနော်အဲ့တော့ဒီအာကိစုကိုဒီနေရာမှာ joy ရခါတာနေရာကိုလည်းပြောင်းသုံးလို့ရတယ်ချွေးတာသည်နော်ချွေးတာသည်နေရာကိုဒီအာကိစု is တာလို့လည်းသုံးလို့ရတယ်ပေါ့နော်ကြိုက်တာသုံးလို့ရတယ်ကိုကဒီလိုလေးပြောင်းသုံးတတ်ရင်တော့လေပြောင်းသုံးပေါ့ပြောင်းမသုံးတတ်ဘူးဆိုလို့ရှိရင်လေသူ့အတိုင်းသုံးလိုက်လို့ရတယ်ပေါ့နော်ဒီစာကြောင်းကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဘယ်အချိန်မှပဲဖြစ်ဖြစ်ပေါ့နော်ထားပါတော့24နာရီရှိရင်24နာရီလုံးကြိုက်တဲ့ချိန်သွားဝယ်လို့ရတယ်စိုင်ပိတ်ချိန်မရှိဘူးတခြားကျွန်တော်တို့ဒီဝန်ထမ်းခန့်ထားတဲ့ဟာတွေမှာဆိုလို့ရှိရင်တော့တချို့ဆိုလို့ရှိရင်24နာရီမဖွင့်မဲနဲ့နော်12နာရီပဲဖွင့်တာတို့ထားပါတော့မနက်9ညနေ9ဖွင့်တာတို့အဲ့လိုမျိုးဆိုလို့ရှိရင်တော့စိုင်ပိတ်ချိန်တွေပါလို့ရှိတာပေါ့နော်ဒါဆိုလို့ရှိရင်မရှိဘူးပေါ့နော်အဲ့တော့ဘယ်ချိန်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဝယ်ယူနိုင်တာမို့လို့နော်အချိန်ကိုလည်းပြီးရင်နော်ဝယ်ယူနိုင်လို့အစင်လဲပြေတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီမှာဆိုလို့ကျတော့ဗာလဲဆိုတော့ဂျော်ရခါတာနော်ဒါကကျတော့ကျွန်တော်စက်နဲ့ငွေရှင်းရတာတို့ဘာလို့ဆိုလို့ရှိရင်တော့ပို့ပြီးတော့တက်တာတယ်အချိန်ကုန်တက်တာတယ်ဆိုတဲ့အတိုင်းပေါ့နော်မဟုတ်ဘူးဆိုရင်ဒီစင်တာတွေမှာသွားပြီးတော့မှပစ္စည်းဝယ်တာတို့ဘာလို့ဆိုလို့ရှိရင်တော့တန်းစီနေရတာတို့တန်းစီပြီးရဲဆိုလို့ရှိရင်တော့အချိန်ပေးရတယ်လေနော်အဲ့တော့ရှေ့ကလူကပစ္စည်းများတယ်ဆိုရင်ပို့ပြီးတော့ကြာတယ်လေနော်အဲ့လိုမျိုးတွေရှိတာပေါ့နော်ဒါကကျတော့ကိုပေါင်းကိုပစ္စည်းယူပြီးကိုအောင်ကိုငွေရှင်းလိုက်ရင်ဒါမြန်တယ်ဆိုတဲ့အနေအထားကိုပြောချင်တာပေါ့နော်အဲ့တော့နော်ဂီတာလင်းတာတဲ့စောင့်ဆိုင်ရတာလို့ပြောတာနော်ဂီတာလီစင်ဖီယိုကအော့တာတဲ့စောင့်ဆိုင်ရတာတွေမရှိဘူးအဲ့ဒါကိုပြောချင်တာနော်စင်တာတွေဘာတွေမှာဆိုလို့ရှိရင်တော့ဝန်ထမ်းတွေအမှဗာလဲနော်ကက်ရှာရှိတယ်ကက်ရှာကိုငွေရှင်းဖို့အတွက်တန်းစီနေတာကောတခါလေလူအယောက်20လောက်ကိုတန်းစီရတာမျိုးတို့ရှိရပေါ့နော်ဒါမှဆိုရင်ဂီတာလီဖီယိုကအော့တာနော်စောင့်ဆိုင်ဖို့စောင့်ဆိုင်ဖို့မလိုဘူးပေါ့နော်နောက်တစ်ချောင်းကိုဆက်သွားမယ်ဒီမှာဒီအကြောင်းလေးမှာပြောမယ်နော်အဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဝင်းညဟာမြောင်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီကွန်ကြီးနော်အော်ဆော့တူဝန်ထမ်းနေလည်းမရှိဘူးပေါ့နော်ဝန်ထမ်းမရှိဘူးအဲ့တော့နာမည်ဂီကဲဆိုတာဆက်နော်ဂီကဲကိုဆက်နဲ့ပါဠိကေလင်းမြန်ဆိုတာလို့ပြောချင်တာမြန်နော်မြန်ဂေးဆန်းခါသားဆိုတာကျတို့ဒီငွေရှင်းတာနော်အဲ့တော့ဘေးရှင်းတာတို့ငွေရှင်းတာပေါ့နော်ဂေးဆန်းဟာဆိုပြီးဂီဒေမိုနီတာနော်ဘာကြောင့်လဲဆိုရင်တော့ဒါကြောင့်ဖြစ်ပါတယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဝန်ထမ်းမရှိတာကြောင့်မို့လို့ကျွန်တော်တို့ဆက်နဲ့ငွေလင်းမြန်စာငွေရှင်းနိုင်တာကြောင့်ဖြစ်ပါတယ်ဆိုတဲ့အနေထားပေါ့နော်အဲ့ဒါကကျွန်တော်တို့ဒီအချက်ကလေးပေါ့နော်အဲ့တော့နောက်တစ်ခုပြောမယ်နော်ဒုတိယအနေနဲ့ပြောမယ်ပေါ့နော်အဲ့တော့ဒီမှာ तू ပြောထားတယ်ဒါယဟန်စန်တဲ့ကိုဟာဆူအီတာလို့ तू ပြောထားတယ်အဲ့တော့ကျွန်တော်တို့ဒီလိုရေးလိုက်မယ်နော်ဒါယဟန်စန်တဲ့ကိုဟာဆူအီတာနဲ့နော်အဲ့တော့ကျွန်တော်တို့ကဒီဒါယန်ဟန်အကြောင်းလေးကိုကျွန်တော်တို့ထည့်ရေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒုတိယအချက်မှာဆိုလို့ရှိရင်တော့နော်ဒါယန်ဟန်စန်တဲ့ကူဟာဆူအစ်ဒါနဲ့နော်အမျိုးမျိုးသောပစ္စည်းတွေကိုရွေးချယ်နိုင်တဲ့နော်ဂျွန်းတို့အချက်လဲနော်ဂျွန်းညိုဟန်ဂျန်ဂျုံမီတာနော်ဂျန်ဂျုံမီတာအဲ့တော့အရေးကြီးတဲ့အချက်ဖြစ်ပါတယ်နော်ပစ္စည်းတွေကိုကျွန်တော်တို့ကနော်အမျိုးမျိုးသောပစ္စည်းတွေကိုကိုယ့်ဘောင်ကိုရွေးချယ်နိုင်တယ်ပေါ့နော်အဲ့ထစ်ကီအထူးသဖြင့်နဲ့ပြောမယ်ဆိုလို့ရှိရင်နော်တဲ့ကိုကဲဒီ customer တွေကပေါ့နော်ဒါတော့စားရမီတခြားသူတွေရဲ့ပေါ့နော်နွန်ချီရူဘိုဒါနော်နွန်ချီရူဘိုဒါဆိုတာတခြားသူတွေရဲ့ထင်မြင်ချက်တွေကိုပြောချင်တာနော်နွန်ချီရူဘိုဂျီယန်ကိုနော်တခြားသူတွေရဲ့ထင်မြင်ချက်တွေကိုလည်းကြည့်နေစရာမလိုဘူးပေါ့နော်ကြည့်နေစရာမလိုဘူးဂျာယူတို့ကဲလက်စွာနော်စိတ်တိုင်းကြပေါ့နော်စမ်းဖုံးဆိုတာကျွန်တော်တို့ပစ္စည်းပေါ့နော်စမ်းဖုံးမှုဂိုရုတာဆိုတာရွေးချယ်တာနော်ရွေးချယ်နိုင်ပါတယ်လို့ပြောချင်တယ်ဆိုလို့ရှင်တော့ဂိုရုဆွီတာရွေးချယ်နိုင်ပါတယ်အဲ့တော့ပြောချင်တာကဒီဒုတိယအချက်လေးမှာဆိုလို့ရှင်ကျွန်တော်တို့ပစ္စည်းတွေကိုအမျိုးမျိုးကိုလည်းကိုအောင်ကိုရွေးချယ်နိုင်တာလည်းဒါအရေးကြီးတဲ့အချက်ဖြစ်တယ်အထူးသဖြင့်ကတော့ဒီ customer တွေကနော်တခြား customer တွေတခြားသူတွေကိုကြည့်နေစရာမလိုကိုလိုချင်တာကိုအောင်ကိုနော်လွတ်လပ်စွာဒီပစ္စည်းတွေကိုရွေးချယ်နိုင်တယ်ဆိုတဲ့အတိုင်းပေါ့နော်ထားပါတော့ဝန်ထမ်းရှိနေတယ်ဆိုလို့ရှိရင်နော်ဈေးကိုကြည့်နေတာကြာနေတာတို့ပစ္စည်းရွေးနေတာကြာနေတာတို့ပစ္စည်းကိုနှစ်ခါတချို့ဆိုထွိုင်းအောင်လုံးရတဲ့ဟာတွေဆိုလို့ရှိရင်စိတ်မရှိတာတို့ဘာတို့အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်တော့ကျမတို့ဒီခဏနေကအပေါ်ပိုင်းထိကအားတာချက်ပြီးခဲ့ပြီအားနေချက်ကိုဆက်ပြောမယ်အားနေချက်ကိုပြောမယ်ဆိုလို့ရှိရင်တော့ဟာဂျီမန်เนาะဒါလေးထည့်သုံးရင်တော့ပိုကောင်းတာပေါ့နော်
အဲ့တော့ဒါပေမဲ့လေမူရင်းကာကဲနဲ့ဒီလိုမျိုးရောင်းသူမဲစရိုးဆိုင်နေမှာဆိုလို့ရှိရင်တော့ damjum ဆိုတာအားနည်းချက်ကိုပြောချင်တာနော်အဲ့တော့ဒါနာတက်တဲ့ damjum ဆိုတာအားနည်းချက်တို့နော်အားနည်းချက်လေနော်ဒီမှာဆိုလို့ရှိရင်တော့ရှိပါသည်ဆိုတဲ့ဟာကို존재하다နဲ့သုံးထားတယ်နော်존재한다နော်ရှိပါတယ်ဆိုတဲ့ဟာ is တာကိုသုံးလိုက်လို့လည်းရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အားနည်းချက်လေနော်အဲ့တော့ damjum도 존재한다အားနည်းချက်လည်းရှိပါတယ်ပေါ့နော်အဲ့တော့ဒီမူရင်းကာကဲဆိုတဲ့ရောင်းသူမဲစရိုးဆိုင်လေးမှာအားသာချက်လည်းရှိပါတယ်အားနည်းချက်လည်းရှိပါတယ်ဆိုပြီးတော့မှဒီစန့်ကျင်ဘက်တစ်ချက်မှာဒါပေမဲ့ဆိုပြီးတော့မှကျွန်တော်တို့ဒီတစ်ချောင်းကိုရေးလိုက်ပေါ့နော်ရေးပြီးတဲ့အခါမှာမြင်ရသေးလားမသိဘူးအဲ့တော့ chopje ပထမအနေနဲ့ကပြောမယ်ဆိုလို့ရှိရင်တော့ဒီမွန်းကျဲကဒီမှာဆိုလို့ရှိရင်တော့မွန်းကျဲကတဲ့ single စုတဲ့ပြဿနာတွေရှိတဲ့အခါမှာဆိုလို့ရှိရင်တော့ hack ကြောဒီဖြည့်ရှင်းမှုက all of တာခက်ခဲတယ်ဆိုတဲ့အကြောင်းကိုရေးကြမယ်ပေါ့နော်ပထမအချက်ကလေးကိုသူမေးခွန်းထဲမှာပါတဲ့အချက်ကိုကျွန်တော်တို့ကရေးမိညမ်းပြီးရေးရမှာဖြစ်တဲ့ကြောင့်မို့လို့ chopje ပထမအနေနဲ့ကတော့မွန်းကျဲကပြဿနာတွေက single စုတဲ့ဒီလိုမျိုးပေါ့နော်အဲ့တော့ single စုတဲ့ပြဿနာတွေရှိတဲ့အခါမှာဆိုလို့ရှိရင်တော့ဂျစ်ချီဆိုတာချက်ချင်းကိုပြောတာပေါ့နော်ချက်ချင်းဟဲကျော်ဟာဂီ all of တာဒီလိုဖြည့်အဲ့တော့ဖြည့်ရှင်းမှုကခက်ခဲတယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းသူရေးထားတဲ့အကြောင်းလေးကိုကျွန်တော်တို့ကပြန်ရေးလိုက်တာပေါ့နော်သူရေးထားတဲ့အကြောင်းလေးကိုရှေ့မှာ chop ကျဲဆိုပြီးတော့ထည့်ရေးပြီးတော့မှရှေ့ရဟာလေးထည့်လိုက်နော် chop ကျဲလို့ရေးလိုက်ရေးပြီးတဲ့ခါမှာ तू ကမူရင်းကာကဲဒီဟာတွေရေးလိုက်တယ်အဲ့တော့မူရင်းကာကဲသူ့ရဲ့ဟာအတိုင်းကူးချလိုက်နော် single to there နော်အဲ့တော့ဂျစ်ချီချက်ချင်းပဲဟဲကျော်ဟာဂီ all of တာခက်ခဲတယ်ဆိုပြီးတော့ရေးလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲလူသူတော်တဲ့နောက်တစ်ခုမှဆိုလို့ရှိရင်တော့ဥမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဂီကဲဆိုတဲ့ဒီစက်တွေကပေါ့နော်ဂီကဲကကိုချမ်းနာခေါ်နာကိုချမ်းနာတာဆိုတာကျွန်တော်ပြက်တာနော်စက်ကားနဲ့ပြက်တာဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဘောကျင်းကိုညူဆိုတာကဘာပြောရလဲဆိုတော့ငွေပေးချေတာမှားရွံ့နဲ့ငွေကျွေးပေးချေမှုတွေပေါ့နော်အဲ့တော့ဂျော်ကျင်းကိုညူကဒီငွေပေးချေမှုမှားတဲ့ခါတွေမှာဆိုလို့ရှိရင်တော့ဘာစင်းဟာမြောင်ဒီလိုမျိုးတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့တဲ့ဒိုအွန်းမဲအခုညီတွေကိုပေါ့နော်ဘိုက်ဂီဟင်ဒူတာခက်ခဲတယ်လို့ပြောချင်တာပေါ့နော်ကျွန်တော်တို့ပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီရဲလို့တို့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလိုစက်တွေကပေါ့နော်စက်တွေကပြက်တာဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီငွေပေးချေတဲ့အခါလေးမှာမှားရွံ့တဲ့ငွေပေးချေမှုတွေဖြစ်တဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်အဲ့တော့အကူညီယူဖို့အတွက်ကပေါ့နော်ခက်ခဲတယ်ဆိုတဲ့အနေထားနော်အဲ့တော့ဒီဟာလေးကကျွန်တော်တို့ဒီအားနဲ့ချက်ရဲ့ဒါပထမအကြောင်းလေးကိုပြောလိုက်တာပေါ့နော်အဲ့တော့နောက်တစ်ခုဒူးကျဲမှာဆိုရင်ကျွန်တော်တို့ဒီဒုတိယအကြောင်းလေးကိုဆက်ပြောမယ်ပေါ့နော်ဒူးကျဲမှာသူကဗာပြောထားတယ်ဆိုတော့ Google တဲ့ customer တွေရဲ့ဒီ service ကနော် service ကဒီဘူချိုခိုက်တာလို့ပြောထားတယ်ပေါ့နော်ဒုတိယအနေနဲ့ပြောမယ်ဆိုရင်တော့ဒီအကြောင်းလေးနော် Google တဲ့ service ကတဲ့ဘူချိုခန်းတာဆိုတော့အဲ့တော့ Google ဆိုတဲ့အဲ့ဒါလေးကိုပဲပြန်ရေးလိုက်မှာနော် Google service ကဘူချိုခါရောနော်အဲ့တော့ဘူးဖြောင်းတော့မှုနုကိစုဤတာနော်အဲ့တော့ဒီ customer တွေရဲ့ဒီ service တွေကမလုံလောက်တာကြောင့်မလုံလောက်အဲ့လိုမျိုးမရှိထားတာပေါ့နော် service တွေမရှိတာမို့လို့နော်အစမပြေမှုတွေခံစားရတာမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်တခုခုပြဿနာရှိနေတယ်ဆိုလို့ရှိရင်ကိုငွေရှင်းလိုက်တဲ့ငွေရှင်းနေတဲ့အချိန်မှာပြဿနာတခုရှိတယ်ဆိုလို့ရှိရင်ဘယ်သူမှလာပြီးတော့ဖြေရှင်းမပေးဘူးပေါ့နော်ထားပါတော့ပိုက်ဆံထားပါတော့3000လွှဲရမှာကို3သိန်းလောက်ပို့ပြီးတော့မှလွှဲမိလိုက်တာတို့3ညတလုံးပို့သွားတာတို့အဲ့ဒီအခြေအနေမှာဆိုလို့ရှိရင်ဘယ်သူမှဒီဝန်ထမ်းမရှိနေတဲ့အတွက်ကြောင့်ဝန်ထမ်းကဖြေရှင်းမပေးတာဖြစ်ဝန်ထမ်းမရှိတော့ဖြေရှင်းပေးမဲ့သူမရှိဘူးအဲ့လိုမျိုးတွေဆိုရင်တော့အစမပြေမှုတွေခံစားသွားရနိုင်တာတို့ဒီလိုမျိုးပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့နောက်တစ်ချက်သွားမယ်နောက်တစ်ချက်မှာဆိုရင်ဒီမှာဆိုရင်နိုးရင်းကွာတဲ့ဂျန်ငယ်အငင်းနဲ့စာယုံဟာကီအော်တော့တာတယ်ဒီတက်ကြီးရွယ်အိုတို့နဲ့ပေါ့နော်နောက်တစ်ခုကဒီမတန်ဆွမ်းတဲ့သူတွေအသုံးပြုဖို့အတွက်ကခက်ခဲတယ်လို့ပြောတာကျွန်တော်တို့အဲ့အတိုင်းပဲချရေးမှာနော်တိုဟန်ထပ်ပြီးတော့မှနိုးရင်းနော်နိုးရင်းနီနာနော်တက်ကြီးရွယ်အိုတွေဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဂျန်ငယ်အင်းဆိုတဲ့ဒီမတန်ဆွမ်းတဲ့လူတွေကပေါ့နော်ဂျန်ငယ်အငင်းနော်မတန်ဆွမ်းတဲ့လူတွေကတဲ့ဂီဂဲဆိုတဲ့ဆက်ပေါ့နော်ဆက်ကိုစာယုံကြီးအသုံးပြုတဲ့အော်ရောဝနော်အီယုံဟာကီဟင်ဒူနော်ကြောင်းဦးတို့မန်တာနော်အဲ့တော့ပြောချင်တာကဒီတက်ကြီးရွယ်အိုတွေနဲ့ပေါ့နော်မတန်ဆွမ်းတဲ့သူတွေကဆက်နော်ဆက်တွေကိုအသုံးပြုတယ်ဟာခက်ခဲတာမို့လို့ဒီဟာတွေကိုအသုံးပြုဖို့ခက်ခဲတဲ့အခြေအနေတွေကလည်းများပါတယ်ဆိုပြီးတော့မှပြောထားတာပေါ့နော်များပါတယ်ဆိုပြီးတော့မှဒီချက်ကပြောထားတာပေါ့နော်တော်တို့ကကို idea အုံး idea လေးနဲ့ထပ်ဖြည့်လိုက်မယ်ဒီဟာလေးဆိုလို့ရှင်တော့ heroine နဲ့အဲ့လိုမျိုးကြောင့်မလို့ဒါကြောင့်မို့လို့ပေါ့နော်ဒီစာဝဲကြောက်ဆိုတဲ့လူအဖွဲ့အစည်းမှာဆိုလို့ရှင်တော့ဘူးဖြောင်းသွင်းဒီလိုမျိုးမညီမျှမှုတွေပေါ့နော်ဘူးဖြောင်းဆိုတာမညီမျှမှုတွေနော်မွန်းကျဲကပြဿနာတွေကဘာစင်ဟာဆိုရတာဆိုတော့ထပ်ပေါ်နိုင်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီဟာကကျွန်တော်တို့ဒီအားနဲ့ချက်ရဲ့
နောက်ဆုံးမှာကျွန်တော်တို့ကိုယ့်ရဲ့ own idea လေးနဲ့ထပ်ဖြည့်လိုက်တာပေါ့နော်ဒါကြောင့်မို့လို့ဒီလူဖွဲ့ကြီးမှာညီများတဲ့မညီများတဲ့ပြဿနာတွေကဖြစ်လာနိုင်ပါတယ်ဆိုပြီးတော့မှနော်အဆုံးသက်လိုက်တာပေါ့နော်ဒီမှာကျွန်တော်ကဒီစက်ရေးထားတာအကြောင်းရင်းကကျွန်တော်မဆန့်မှုဖြစ်သွားတာပေါ့နော်ကျွန်မရေးလွန်သွားတော့ဒီမှာနောက်တစ်ပိုက်အနေနဲ့စမယ်ဆိုရင်ဒီမှာ solution တော့ dequet ချားမှာမလားကျွန်တော်တို့ကတစ်ပိုက်ကျွန်မအဲ့ဒါထိတ်ဆုံးကလည်းမပြောခဲ့လိုက်ရဘူးနော်ဟိုဟာလေတစ်ပိုက်ကိုစမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့မှာ dequet ချန်ပြီးတော့စရေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင်ကျွန်မနောက်တစ်ပိုက်ဟဲကျောဆိုတဲ့ဒီဖြည့်ရှင်းချက်ကိုပြောမှာနော်ဖြည့်ရှင်းချက်ကိုပြောမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်နောက်တစ်ပိုက်ရေးနေရေးမှာဖြစ်တဲ့အတွက်ကြောင့်ရှေ့မှာတကွက်ချန်ပြီးရေးမှာစရေးမှာ哦ကျွန်မမဆန့်လို့မလို့ဒီလိုမျိုးရေးလိုက်ရတယ်နော်အဲ့ဒါလေးကိုတော့ဒီခံပြီးကြည့်ပေးကြပါရှင်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒါကြောင့်မို့လို့ဆိုပြီးတော့ပြောမယ်ပေါ့နော်ဒါလားဆိုဒါကြောင့်မို့လို့အီရောဟန်ဒီလိုမျိုးမွန်ကျဲတူပြဿနာတွေကိုဟဲကျောင်းဟာကီဝီဟဲဆောနဒီလိုမျိုးဖြည့်ရှင်းဖို့အတွက်ကတော့နော်စာယုံဟာကီနော်ဒီမှာဆိုလို့ရှိရင်တော့အဲ့ဒါသူရေးပေးထားတဲ့အချက်ကိုပဲကျွန်တော်တို့ကရေးချလိုက်မှာနော်စာယုံဟာကီရှင်နဂီကဲတူမန်တင်တာတဲ့နော်အသုံးပြုဖို့လွယ်တဲ့စက်တွေကိုထပ်ပြီးတော့တီထွင်တာတို့လောက်တာတို့ပြောချင်တာနော်အဲ့တော့ကျွန်တော်တို့ကဒီမှာနော်စာယုံဟာဂီရွှင်းနဲ့ဒီမှာစာယုံဟာဂီရွှင်းနဲ့သူရေးထားတဲ့အတိုင်းပဲရွှေအွန်းနော်ရေးထားတဲ့ဂီကဲစက်တွေကိုနော်ဒီမှာဆိုလို့ရှိရင်တော့တီထွင်တီဆိုလို့ရှိရင်တော့ဂေဘာဟာတာဆိုတာတီထွင်တီမန်ဒူတာပြုလုပ်တီဂေဘာဟာတာတီထွင်တီဒါကတော့ကိုကအမှတ်ပိုရချင်ရင်ဒီလိုမျိုးလေးဂျွန်းသက်မာလေးနဲ့ထပ်ပြီးတော့မှနည်းနည်း level up ဖြစ်တဲ့ဟာလေးနဲ့ပြန်ထပ်ရေးလိုက်ပေါ့နော်ဒါကြောင့်မို့လို့ဒီလိုမျိုးပြဿနာတွေနော်ဖြည့်ရှင်းဖို့အတွက်ဆိုလို့ရှိရင်ကတော့နော်အသုံးပြုဖို့လွယ်ကူတဲ့စက်တွေကိုเนาะတီထွင်မှရပါမယ်ဆိုပြီးတော့မှရေးတယ်ပေါ့เนาะရေးမယ်ရေးပြီးတဲ့အခါမှာနောက်တစ်ခုဆက်မယ်ပေါ့เนาะအဲ့တော့ထပ်ပြီးတော့ရေးမယ်တိုဟန်ထပ်ပြီးတော့ဒီမှာသူရေးထားတဲ့အတိုင်းသူ့အကြောင်းကိုပဲကျွန်တော်တို့ကူးချမှာเนาะနိုအင်းဂျန်ငိန်ဆိုတဲ့ဒီတက်ကြီးရွယ်အိုတွေနဲ့ဒီမတန်ဆွဲမှုတွေရဲ့ကုညီမတန်ဆွဲတဲ့သူတွေကိုကုညီဖို့အတွက်ကတော့ကျွန်တော်တို့ဒီဝန်ထမ်းတွေကိုခန့်အပ်ပေးထားရဖို့လိုအပ်တယ်ဆိုတဲ့အနေထားကိုရေးမှာเนาะအဲ့တော့ကျွန်တော်တို့တိုဟန်ထပ်ပြီးတော့မှကျွန်တော်နိုအင်းကွာเนาะတက်ကြီးရွယ်အိုနဲ့ဂျန်ငိန်အင်းဆိုတဲ့ဒီမတန်ဆွဲတဲ့သူတွေကိုကုညီပေးဖို့အတွက်ကတော့เนาะဂျီဝွန်ဆိုတဲ့ဝန်ထမ်းเนาะဂျီဝွန်ကိုဘဲချီဟာတာဆိုတာကျွန်တော်တို့ချထားပေးသည်ဆိုတဲ့နေရာထားပါတော့ဝန်ထမ်းဆိုလို့ရှိရင်ဝန်ထမ်းချပေးထားတယ်တို့ဝန်ထမ်းထားပေးထားတယ်တို့အဲ့လိုမျိုးပြောချင်တာပေါ့နော်ဘဲချီဟာဖီယိုဂါအစ်တာနော်အဲ့တော့ဝန်ထမ်းချပေးထားတဲ့ဝန်ထမ်းထားပေးထားတဲ့ဟာကလိုအပ်ပါတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါဒုတိယအကြောင်းလေးကထပ်ပြီးတော့ကျွန်တော်တို့ဒီတက်ကြီးရွယ်အိုနဲ့မတန်ဆွမ်းသူတွေကိုကူညီပေးဖို့အတွက်ဆိုရင်ဝန်ထမ်းချထားပေးဖို့ကလိုအပ်ပါတယ်ဆိုပြီးတော့မှရေးလိုက်တာပေါ့နော်အဲ့တော့နောက်တစ်ခုကိုဆက်သွားမယ်ကျွန်တော်တို့ကနောက်ဆုံးဒီတတိယမြောက်အကြောင်းလေးပေါ့နော်တတိယမြောက်အကြောင်းလေးမှာဆိုတော့ तू ကဘာပြောထားလဲဆိုတော့စာယုံဂိုယူနော်ဂီကဲစာယုံဘန်စာယုံဘော့ဂိုယူကဂျဲကုန်းဟာတာတဲ့သူပြောချင်တာကကျွန်တော်တို့ဒီအသုံးပြုတဲ့လမ်းညွန်ပေါ့နော်အသုံးပြုမှုလမ်းညွန်တို့နီးလန်းတို့ဒါတွေကိုသင်ပေးတာတို့ practice လုပ်ပေးထားတာတို့လမ်းညွန်ကိုပြောပြပေးထားတာတို့ဒီလိုသုံးရမယ်ဆိုတဲ့ဟာလေးကိုညွှန်ပေးတာတို့အဲ့လိုမျိုးကိုပြောချင်တာနော်အဲ့ဒါဆိုတော့တော့နာအားကဒါကြတော့ကျွန်တော်တို့တစ်ခုတည်းเนาะ free တစ်ခုတည်းထပ်ပြီးတော့လို့ပြောချင်တာဒီနေရာမှာကျွန်တော်တို့ခြာရေးမယ်เนาะတော့နိုင်ကထပ်ပြီးတော့ပေါ့နော်ဂီကဲဆိုတဲ့ဒီဆက်ကိုเนาะဒီမှာဒီဟာကိုပေါ့နော်ဆက်ကိုစာယုံဘန်ဘော့ရဲ့တဲ့ဟဲ့ဒီအသုံးပြုတဲ့နီလန်းနဲ့ပတ်သက်ပြီးတော့မှ gyugu เนาะ gyugu ဒီဟာတွေပဲကူးချမှာเนาะ gyugu เนาะ gyugu ဆိုတဲ့ဒီဂျဲကုန်းဟာနန် top store ဂျွန်းယူဟာတာเนาะအဲ့တော့တင် जा ပေးတဲ့ဟာလေဒီဆက်ကိုအသုံးပြုတဲ့နီလန်းလမ်းညွန်တွေလုပ်ပေးတာကလည်းအရေးကြီးပါတယ်ဆိုပြီးတော့မှရေးလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနီဒန်စာကိုနှစ်ခုပြီးသွားပြီပေါ့နော်နှစ်ခုပြီးသွားပြီအဲ့တော့အဲ့ဒီမှာလေကျွန်တော်တို့ဒီဘာရေးခဲ့လဲဆိုလို့ရှိရင်တော့ warning ဆိုတဲ့အကြောင်းအရာမွန်းကျဲဆိုတဲ့ပြဿနာရှိတယ်အဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ဟာတွေရေးခဲ့တယ်ပေါ့နော်အဲ့တော့ထပ်ပြီးတော့မှကျွန်တော်တို့ညီကုန်းအဆုံးသတ်မယ်ညီကုန်းအဆုံးသတ်မှာဘယ်လိုမျိုးဆုံးသတ်မလဲထပ်ကြည့်ကြရအောင်နော်ထပ်ပြီးတော့မှကျွန်တော်တို့ညီကုန်းအဆုံးသတ်မယ်ညီကုန်းအဆုံးသတ်မှာဘယ်လိုမျိုးဆုံးသတ်မလဲထပ်ကြည့်ကြရအောင်နော်အဲ့တော့ဒီကုန်းကကြီးအခုချိန်အထိကတော့ပေါ့နော်အခုထိပေါ့နော်အခုထိဆိုပြီးတော့အသုံးမယ်
အဲ့တော့ဒီကွန်ကကြီးအခုချိန်ထိကတော့အခုထိကျွန်တော်တို့ဗာလဲဆိုရင်တော့မူရင်းကခဲဆိုတဲ့ဒီရောင်းသူမဲစတိုးဆိုင်လေးရဲ့ပေါ့နော်ဂျန်တန်ဂျန်မဲနော်အဲ့တဲ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှအားသာချက်အားနည်းချက်တွေနဲ့ပတ်သက်ပြီးတော့စာပြောဘူရတာနော်လေးလာတွေ့ရှိခဲ့ပါတယ်ဆိုပြီးတော့ရေးလိုက်ဘာမှမခက်ဘူးကျွန်တော်တို့ညီကုန်းကလည်းဒီမှာပတ်တန်လေးထည့်လိုက်ဒီကွန်ကကြီးအခုချိန်ထိဒီခေါင်းတင်လေးထည့်လိုက်ခေါင်းတင်ရဲ့အားသာချက်အားနည်းချက်နဲ့ပတ်သက်ပြီးတော့ဆိုအဲ့တဲ့လေးထည့်လိုက်ထည့်ပြီးတော့မှနော်လေးလာတွေ့ရှိခဲ့ပါတယ်စာပြောဘူရတာခဲ့ပါတယ်ပေါ့နော်လေးလာတွေ့ရှိခဲ့ပါတယ်ပြီးတော့မယ်အစုံသက်သွားပြီဆိုတော့စာပြောဘူရတာလေးလာတွေ့ရှိခဲ့ပါတယ် past tense နဲ့ရေးလိုက်ပေါ့နော်နောက်တစ်ခုရှေ့ဆောင်မှာဒီဟာကျွန်တော်တို့အနာဂတ်ရဲ့အမြင်ကိုယ့်ရဲ့အမြင်ဆိုတာကိုရေးတော့မယ်နော်အခုနော်ရှေ့ဆောင်မှာတော့အီရွန်ဟန်ဒီလိုမျိုးဂျန်ဂျန်မန်နော်အားသာချက်တွေကိုနော်စာလီကိုနော်ဒီကောင်းတဲ့အချက်နော်ကျွန်တော်တို့ကအားသာချက်နဲ့အားနည်းချက်နှစ်ခုရုပ်ခဲ့ရဖြစ်တယ်ကောင်းတဲ့အချက်ကိုဆက်လက်ပြီးအသုံးချသွားမယ်ဟုတ်ပြီနော်ဂျန်ဂျန်မန်အားသာချက်ကိုစာလီကိုအသုံးချပြီးတော့မှဒမ်ဂျန်မန်နော်အားနည်းချက်ကတော့နော်အားနည်းချက်တွေကိုနော်ဘူဝန်းနာမျိုးနော်အားနည်းချက်တွေကိုဖြည့်ဆွက်ပြီးတော့ပေါ့နော်ဖြည့်မယ်ကျွန်တော်တို့ဘယ်လိုမျိုးဖြည့်ရှင်းမယ်နော်အဲ့တော့အားနည်းချက်တွေကိုဖြည့်ရှင်းပြီးတော့ဖြည့်ပြီးတော့နော်မိုဒုကဖြောင်းလေးဟာခဲ့ပေါ့နော်အစင်ပြေစွာနဲ့ပေါ့နော်အားလုံးအစင်ပြေနဲ့ကျွန်တော်တို့ဒီအီယုံခါစုအစ်တူတို့နော်အားလုံးအစင်ပြေနဲ့အသုံးပြုနိုင်အောင်နော်အဲ့တော့ဘိုင်ဂျွန်းနော်ဘိုင်ဂျွန်းရှိခိုယာဟိုင်ကော့ရှိတာနော်ဒီတီထွင်မှုတွေထပ်လုံးမပေါ့နော်တီထွင်မှုတွေထပ်လုံးတဲ့အရာထပ်လုံးမဲ့အရာဖြစ်ပါတယ်ပေါ့နော်တီထွင်မှုတွေထပ်လုံးမဲ့အရာဖြစ်ပါတယ်ဆိုပြီးရေးမယ်ဒီဟာလေးကကြတော့ကျွန်တော်တို့ရောင်းသူမဲ့ပေါ့နော်ရောင်းသူမဲ့စတိုးဆိုင်လေးကိုရှေ့ဆက်ပြီးတော့ပေါ့နော်ကောင်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဖြည့်ရှင်းဖို့တွေနော်အားနည်းချက်ကိုဖြည့်ရှင်းပြီးတော့ရှေ့ဆက်ပြီးအကောင်းဆုံးသုံးဖို့အတွက်နော်အားသက်ချက်ကိုတော့အကောင်းဆုံးသုံးချပြီးဆက်သွားမယ်ပြီးရင်အားနည်းချက်ကိုတော့ထပ်ပြီးဖြည့်ဆက်ပြီးတော့မှသွားမယ်ဆိုလို့ရှိရင်အားလုံးကပို့ပြီးတော့အဆင်ပြေနိုင်တယ်အားလုံးဒီလိုမျိုးပေါ့နော်အဆင်ပြေအောင်အသုံးပြုနိုင်ဖို့ပေါ့နော်အသုံးပြုနိုင်အောင်နော်ထပ်ပြီးတော့မှတီထွင်စမ်းသစ်မှုတွေလုံးမရပါမယ်ဆိုတဲ့အကြောင်းအရာလေးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီ54စစ်ကြီးရလဲပေါ့နော်ကျွန်တော်အခုပေးတဲ့ pattern လေးနေပြီးတော့သူပေးထားတဲ့မိကွန်း1 2 3ပေါ့နော်မိကွန်း3ချက်ရှိလိမ့်မယ်နော်အဲ့တော့မိကွန်း3ချက်ရှိလိမ့်မယ် structure ကကျွန်တော်တို့ဒီ warning ဆိုတဲ့ warning ရဲ့문제ရဲ့ပြဿနာရဲ့နောက်တစ်ခုက hack ရောဆိုတဲ့ဖြည့်ရှင်းတာဒီရဲ့ structure အတိုင်းသွားမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့54စစ်ကြီးကလည်းလောလောကူကူလေးနဲ့ရေးလိုက်လို့ရတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်အနည်းချုပ်အနေနဲ့ပြန်ပြောပြပေးမယ်ပြီးတော့နောက်ဆုံးမှလည်းပေါ့နော်နောက်ဆုံးမှလည်းကျွန်တော်ဒီရဲဟာကိုထပ်ပြီးတော့မှအနောက်ကနေပို့တူအနေနဲ့တင်ထားပေးမယ်ပေါ့နော်ဒီတပုတ်လုံးစာကိုပေါ့နော်တပုတ်လုံးစာရဲ့မေကွန်းရဲကိုအနောက်မှာထပ်ပြီးတော့မှတင်ပေးထားမယ်အဲ့တော့ဒီရဲ့ဟာကလည်းကျွန်တော်ဒီမှာဟာ line ပန်လေးတွေတွဲပေးထားတယ်ပေါ့နော်ထားပါတော့ဒီ line ပန်မဆွဲတဲ့ဟာဆိုလို့ရှိရင်မေကွန်းထဲမှာပါတဲ့ခေါင်းစဉ်နဲ့မေကွန်းထဲမှာပါတဲ့စာသားတွေပဲပေါ့နော်စာသားတွေကိုမှထားပါတော့အနောက်ကနေ grammar လေးတွေဗာလေးတွေနည်းနည်းညှက်တင်နေဆိုလို့ရှိရင်ညှက်လိုက်တယ်ပြီးတော့စကားဆက်လေးတွေဗာလေးတွေဆက်တင်နေဆိုလို့ရှိရင်ဆက်လိုက်တယ်ဒီလောက်ပဲပေါ့နော်ကျန်တာအများကြီးမလို့ဘူးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းဒီအစိမ်းရောင်လေးတွေနဲ့ line ပန်လုပ်ပေးထားတဲ့ဟာလေးတွေကကျွန်တော်တို့ပတ်တန်လေးတွေပေါ့နော်ပတ်တန်လေးတွေအဲ့ဒီပတ်တန်လေးတွေနဲ့နောက်တစ်ခုမိကွန်းကအချက်လေးတွေနဲ့အကုန်လုံးရောရေးလိုက်တဲ့ခါမှာဘာမှကိုစဉ်းစားစရာတော့အများကြီးမစဉ်းစားလိုက်ရဘူးပေါ့နော်အဓိကကတော့ဒီခေါင်းစဉ်တစ်ခုကိုပေါ်လာရဲဆိုအဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့နော်နည်းနည်းပပလေးလောက်သိရင်ကိုရေးလို့ရပြီပေါ့နော်ကိုကဒီ pattern လေးကိုရအောင်စက်ထားမယ်ဆိုရင်အဲ့တော့ pattern ကိုလည်းကျွန်တော်ရဲ့အသေးစိတ်ကိုလည်းထပ်ပြီးတော့တင်ပေးပါမယ်ဖြစ်ပါတယ်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေအညောဒါလေးကကျတော့အခုကျမရေးပြပေးထားတဲ့ဥစ္စာရဲ့ဒီမေကွန်းပုံစံလေးပေါ့နော်အဲ့တော့ဒီမေကွန်းလေးကိုကြည်ပြီးတော့မှကျမအခုအနောက်မှာထည့်ပေးထားတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ရေးပြထားတဲ့ဟာမှာလဲပေါ့နော်အဲ့ line ပန်တွေဆွဲပေးထားတယ်ပေါ့နော်အဲ့တော့ဒီမေကွန်းရဲ့ဒီကျွန်မရေးပြပေးထားတဲ့ဟာရဲ့ပြီးတော့ကျွန်မအနောက်မှာ patternအဲ့တော့ကျွန်တော်ဒီမှာ pattern ကလည်းပေါ့နော်အသေးစိတ်ကိုပေါ့နော်တေချာလေးပြင်ဆင်ပေးထားတယ်အဲ့တော့အရင်ဆုံးဒီမေကွန်းပုံစံပြီးတော့ကျွန်မရေးပြထားတဲ့ဟာပြီးတော့ဒီ pattern လေးတွေကိုအကုန်စိတ်လိုက်ပေါ့နော်စိတ်ပြီးတော့မှဒီဟာလေးတွေကိုပြန်ကြည့်ပြီးတော့ပြန်ရေးပေါ့နော် pattern ကဘယ်နေရာမှာဘယ်လိုသုံးတာလဲဆိုပြီးတော့ပေါ့နော်မေကွန်းပုံစံနဲ့ကိုဘယ်လိုမျိုးတွဲပြီးတော့မှသုံးသွားတာလဲဆိုတဲ့ဟာလေးတွေကိုပြန်ကြည့်ပြီးတော့မှကိုယ့်အောင်ကိုပြန်ရေးကြည့်ပါ
အမှန်ကတော့ဒီ54စစ်ကီရပေါ့နော်ထဲဝင်ကြည့်မယ်ဆိုလို့ရှိရင်တော့အရန်ရှုပ်တယ်ပေါ့နော်ဒါပေမဲ့တချို့ကျတော့ပေါ့နော်လွယ်ကူကူနဲ့ဘလို့ရေးလို့ရမလဲနောက်ဆုံးအကီတွေရောဒီကီတွေရောရှုပ်ထွေးနေတဲ့အချိန်မှာစစ်ကီကိုလွတ်လိုက်ရတော့မလားဆိုတဲ့အနေအထားမျိုးတွေဖြစ်နေတဲ့သူတွေအတွက်ကိုကျွန်တော်ကပြင်ဆင်ပေးထားခြင်းဖြစ်ပါတယ်အဲ့တော့ဒီရဲ့ဟာလေးတွေအသေးစိတ်ကိုတော့တက်ပေါ့နော်ထပ်ပြီးတော့မှမေကွန်းရယ်ပြီးတော့ကျွန်တော်ရေးပြပေးထားတဲ့နမူနာရယ်ဒီပတ်တန်ရယ်ကိုတော့လေတီးတန့်ကိုတော့ထပ်တော့တင်ပေးမယ်ဒါကတော့ဒီပုတ်စာရဲ့ပေါ့နော်နောက်ဆုံးမှာကကျတော့ဒီလိုလေးထည့်ပေးထားတယ်ဆိုတာကဆက်ဆက်မှုရှိသွားအောင်မလို့ထည့်ပေးထားခြင်းဖြစ်ပါတယ်အဲ့တော့အစစ်မပြေတာနားမလဲတာရှိတယ်ဆိုလို့ရှိရင်လည်းကျွန်မရဲ့ comment မှာရေးသွားပေးပါရှင်ပြီးတော့ဆက်ပြီးတော့သိချင်တာရှိရင်ဆိုလို့ရှိရင်လည်းcomment မှာပဲထပ်ပြီးတော့မှတောင်းဆိုနိုင်ပါတယ်ရှင်ကျွန်မအချိန်ရရင်ရတယ်လို့တော့ပေါ့နော်ဒီလိုမျိုးလေးတွေလုပ်ပေးမှာပါဖြစ်ပါတယ်ရှင်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေအဲ့တော့ topic မှာဆိုလို့ရှိရင်လည်းအမှတ်တွေအများကြီးရကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အညွန်